အနုပညာရှင်တွေပါစစ်မှုထမ်းမယ်လို့ပြောလာခဲ့တာကြောင့်ရှင်းရှင်းလင်းလင်းမေးခွန်းပြန်ထုတ်လိုက်တဲ့တရုတ်ဆောင်ချူလေး MRT4 မင်းသမီးတွေကတရုတ်ဆောင်ချူလေးကတော့ရုပ်ရည်ပိုင်းဆိုင်ရာမှာရောတရုတ်ဆောင်မှုပိုင်းဆိုင်ရာမှာပါပြောစရာမလိုအောင်အတော်လေးထိထိမိမိနဲ့တရုတ်ဆောင်နိုင်သူတူဖြစ်ပါတယ်။သူမအနေနဲ့ကတော့အမြဲတမ်းလိုပျော်ပျော်နေပြီးကြာရဆက်ရုပ်ကိုပြပြအောင်တရုတ်ဆောင်မှုစူးစမ်းနေခဲ့ပေမဲ့လည်းအခုချိန်မှာတော့သူမတို့လိုမျိုးအနုပညာရှင်တွေဟာလည်းစစ်မှုမထမ်းမနေရဥပဒေထဲမှာပါဝင်ရမယ်ဆိုပြီးအမိန့်ထုတ်ပြန်လာခဲ့တာပါ။ဒီသတင်းနဲ့ပတ်သက်ပြီးချူလေးကတော့သူမဟာအနုပညာရှင်သမားတစ်ယောက်ဖြစ်တဲ့အပြင်တိုင်းပြည်အေးချမ်းသာရအောင်တရုတ်ဆောင်တဲ့လူကိုတစ်ဖက်တစ်လမ်းကနေလုပ်ပြီးနိုင်ငံကိုကူညီပေးသူတစ်ယောက်ဖြစ်တာကြောင့်အနုပညာရှင်တွေကိုသာစစ်မှုထမ်းခိုင်းမယ်ဆိုရင်စစ်မှုထမ်းမှုပြောနေတဲ့လူတွေကရောအနုပညာအလုပ်တွေလာလုပ်နိုင်မှာလားဆိုပြီးမိကွန်းပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ကတော့အနုပညာအလုပ်ဆိုတာလူတိုင်းလုပ်နိုင်တဲ့အလုပ်မဟုတ်တာကြောင့်သူမတို့လိုအနုပညာရှင်တွေသာစစ်မှုထမ်းမယ်ဆိုရင်နိုင်ငံမှာကောင်းမွန်ပြီးရေသွေးပြေဝတဲ့တရုတ်ဆောင်တွေရှိတော့မှာမဟုတ်ဘူးလို့ခံယူထားခဲ့ပါတယ်။အဲ့ဒါအပြင်နိုင်ငံတနိုင်ငံမှာသာဖျော်ဖြေရေးမရှိတော့ဘူးဆိုရင်ပြည်သူလူထုတွေပျော်ရွှင်နိုင်စရာအကြောင်းမရှိတာမို့ကိုခန်းအခြေခံမရှိတဲ့နုပညာရှင်သမားတွေကိုတော့စစ်မှုထမ်းဥပဒေကနေလွတ်မြောက်ပေးဖို့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်ရှင်။